ဒီလိုသပင်ဖြူတွေအရှိမပြုံပြီးတော့များနေပြီဆိုရင်ဘယ်လိုလုပ်လို့ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာ sharing လုပ်ပေးမှာဖြစ်ပါတယ်သပင်ဖြူတွေကများပြီးတော့အောက်မှာသပင်တွေက level 7 9လောက်ထိရှုထားတဲ့သပင်ဖြစ်ပါတယ်ဒါကြောင့်သပင်ဖြူရှိတဲ့အပေါ်ထိပ်တစ်ဝက်လုံးနီးပါးကို highlight shade တွေအရင်ဆုံးဖောက်လိုက်ပါတယ်သပင်အောက်ဖျားမှာအရင်တုန်းကရှုပ်စေးသုံးထားတဲ့ highlight တွေရှိတာကြောင့်ရှုပ်စေးပြန်မသုံးရအောင်ရှုပ်ထားတဲ့သပင်တွေကို highlight ပြန်ကောက်ပြီးတော့သပင်ပစ္စည်းမှုနှုံးတက်တာတဲ့ low light highlight လေးကိုထည့်ပေးမှာဖြစ်ပါတယ်အခုအရင်ထွက်နေတဲ့လက်ငါးလုံးကိုသပင်ဖြူတွေပျောက်သွားတဲ့ highlight shade မျိုးကိုလုပ်ပေးပြီးတော့သပင်အဖျားပိုင်းကိုတော့ဆေးထက်မထိရှင်တာဖြစ်တဲ့အတွက်အဖျားလေးတွေကိုလွှတ်ခဲ့ပါတယ်အခုကတော့အဖြူနဲ့ရောသွားတဲ့ shade color design လေးကိုရရှိသွားပါပြီသပင်အဖြူတွေလည်းရှိနေတယ်ဒါပေမဲ့ color ဆန်းဆန်းလေးလည်းစိုးရှင်နေဆိုလို့ရှိရင်တော့အခုလို shade color design လေးတွေကိုစိုးဖို့အကြံဉာဏ်ပေးရှင်ပါတယ်ဒီနေ့ကိုတရောင်တည်းစိုးတာမဟုတ်ဘဲနဲ့အခုလို shade color design လေးတွေကိုစိုးကြည့်ဖို့လည်းကြံဉာဏ်ပေးရှင်ပါတယ်သိချင်တာလေးများရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်